Halo pada mu, juga pada mu. Setemu. Main je nak terus. Lihat tu. Langsung pergi jadok. Kan ada kamu ni. Setemu tak ada benda. Tak ada benda dulu jadok. Tak ada jadok. Main je minta ada benda mulu. Jadok jauh tak ada. Jauh tak ada benda benda orang kami. Mui ngalu mana? Ini dah. Ini tak ada. Ini tak ada. Tu tak ada. Yo. 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 ပြောလို့ငါပြောနေ တယ်တော့ပြောပါမယ် အမေကြိုးကြိုးမကြိုးကြိုးပါပြောလို့ပြောနေတာငါစိတ်ကဒိုးလိုက် ဒါကျွန်တော်အဲ့ကျမှအဲ့ဆက်တဲ့မှုတွေမှာကျွန်တော်လူတက်တာ မင်းတက်တာမဟုတ်မရင်းချင်းပြီးတက်တာမေးတာ ဟုတ်မရင်းချင်းပြီးတက်တာအလုံးပေါင်းဟိုပေါ့73ရောက်ပါကြ တက်တာမင်းချင်းပြီးတက်တာ73ရောက် ဟုတ် မဟုတ်လို့လား မနိုင်ပြောတာပါဆရာ ဟာများလာရမင်းတို့တက်တာလား ဟုတ်ဘူးရကျွန်တော်ကအဲ့ကျမှဆရာကကျွန်တော်ပြောတယ်ဟုတ်မင်းကလေး2ယောက်မင်းကလေး9ယောက်ယောက်ျားလေး9ယောက်လို့ပြောတယ်လေကျွန်တော်ကအဲ့ကျမှ10ယောက်တက်ပါတယ် အဲ့ဒါမင်းလူတက်မှုတွေထဲမှာအများကြီးဖြစ်ခဲ့တဲ့ကျူးလွန်ခဲ့တဲ့ကောင်တရားပေါ့အကျဉ်းတဲ့ကောင်တွေဆိုရင်ဒီတက်မများမကဘူးပေါ့ ဟုတ်တယ်ဗျာ တက်တဲ့လူတွေဟုတ်လား ဟုတ်တယ်ဗျာ အဲ့လိုမင်းသူတွေဘယ်တော့တက်ပြီ အခုလားအခုအလုံးပေါင်းကျွန်တော်က12ယောက် လင်းမဟုတ်မင်းတို့တစ်ဖွဲ့ ဟုတ်လို့ အခုအလုံးဆိုရင်တော့ဘယ်လိုပြောမလဲဟို34လောက်ရှိတယ် ကမလို့လေရေးလုံးနဲ့အောင်လုံးနဲ့ ငါတက်တာငါတက်တာ လုံးအဲ့ဒါခါကျွန်တော်ဆိုင်ရတဲ့စီရိုးဆိုင်က3ယောက်ဘူးစီတာ5ယောက်ဒီမှာသူကဖုန်းဆိုင်တော့ဖုန်းဆိုင်ပဲဖုန်းဆိုင်တော့မတည်ဘူးပြန်လာပြီးတော့ဘိုးကနေပြီးတော့အဲ့ဆိုင်ကိုကန်ပြလိုက်တာဆိုင်ကလဲသွားတယ်ပြီးတော့ဟိုကောင်နေယောက်ကကြတော့ကျွန်တော်ကြီးဓာတ်တောင်းပြီးတော့ဓာတ်လေးတောင်းပြီးတော့လက်မျိုးထောက်ပါတယ်ဆိုတော့လည်းထောက်လာပြီးတော့ကောင်လေးကတော့ဘာမှပြောအောင်မလုံးနဲ့ပြောပြီးတော့ကျွန်တော်ဝက်ဆိုင်တွေပါတယ်ရှာခိုင်းတယ်ဖုန်းတွေပါတယ်ရှာခိုင်းတယ်တွေ့ပါတယ်တွေ့တယ် ပတ်စံမလားပါ ပတ်စံကနေရာပေါင်းက9000ကျော်လေးပါတာ ဖုန်းကဘယ်လိုလဲ ဖုန်းကနှလုံးပါ ဘာမျိုးစားရ Redmi နဲ့ iPhone ပါ iPhone ပါလာပါနော်စိတ်ရင်းလိုက်လား iPhone တော့ဟုတ်လားပြောအဲ့ပြီးတော့ ပြီးတော့ကျွန်တော်ဆိုင်ကထောက်ခိုင်းယူတာဒီဆိုကလာလိုက်ဆက်ဆိုပြီးခေါ်ချသွားပါတယ် ဘယ်ခေါ်တော့ အဲ့အတွင်းအဲ့ခြုံနေကို ဘယ်လမ်းတော့ ဘယ်လမ်းလို့ဆိုတော့ လမ်းပြော ဟုတ်ကဲ့ကျွန်တော်တို့ဟာပဲစိုးစံမရောက်ခင်တိုက်ပြကြီးရှိပါတယ် စိုးစီတယ်ဆိုတာ စိုးဆိုင်ကတက်စီတာ ဘယ်လမ်းလေးတော့ ပြောင်းလမ်းမပေါ်ပါပဲ ရေးတိတ်ထွက် ပြော ကောင်းကောင်းကြော်နေမှာဟုတ်တယ် ပြော အဲ့လည်းပြီးတော့အဲ့နားလေးမှာဘယ်လိုပေါ့ဟိုတိုးလဲကြတာပေါ့ပြီးတော့ဂျိုင်လေးရှိရပြီးတော့အဲ့ဒါကိုခေါ်ချသွားပါတယ်။ပြန်သွားလည်းပြီးတော့ဟိုကောင်လေးတယောက်ကနေပြီးတော့ထောက်လာတာကမျိုးဆိုတော့တွတ်တူချုပ်ပြီးလုပ်ပါတယ်။ကျွန်တော်ဆိုင်ကထောက်နေပြီးတော့ကျွန်တော်အထက်ရောက်တော့ရတော့ဆိုတော့လုံနေမြင်ပါတယ်။မြင်လည်းပြီးတော့ကျွန်တော်ကိုချုပ်ခိုင်းပါတယ်ဆိုတော့ချုပ်ခိုင်းနေပြီးတော့ဟိုကောင်လေးတယောက်ကလည်းတွတ်လူအဲ့ကောင်မလေးကိုလုံနေတာပါ ညစလုံးလားကောင်းမလေးကဘယ်နေရတော့ ။ဟိုကောင်လေး2ယောက်ပဲ မင်းမလုပ်ဘူးလား ကျွန်တော်ပြောပြရမယ် ပြောပါ အဲ့ဒါကလုပ်ပြီးပြီးတော့ဆောင်းတယ်ဒါလည်းမင်းတို့လုပ်တယ်တော့ရမလို့တော့မင်းမလုပ်မင်းမတတ်မှာတော့ဆိုအဲ့လိုပြောပြီးကျွန်တော်လုပ်ခိုင်းတော့လုပ်ပါတယ် မင်းဘယ်နေတော့လဲ ဗျာ ဘယ်နေရတော့ညစလုံးလုပ်တယ်လား ဟုတ်ရောလုပ်ပြီးကျွန်တော်လုပ်တာပါ ဟုတ်လေ2ယောက်ကောင်းမလေး2ယောက် ဟုတ် ညစလုံးတကလေးကြီးပြောင်းလုပ်တယ်လား ဟုတ်တယ်ဗျ မင်းအနည်းဆုံးလုပ်တယ်မှာမင်းပါလား ဟုတ်လေဆရာကကျွန်တော်ပြောရမယ်သူ2ယောက်ရှိတာ1ယောက်ကဟိုကောင်2ယောက်လုပ်နေတာရောလုပ်နေရတာကိုကျွန်တော်ဝင်လုပ်တာ1ယောက်ပဲ အပြောင်းလည်းမလုပ်ဘူးပေါ့ အပြောင်းလဲကကြတော့ဇော်ဦးကလုပ်တာ မင်းမလုပ်ဘူးလား ကျွန်တော် အမှန်တည်း မှန်တယ်ပြောတာ ဘိုးဖောက်လိုက်မလား ဟုတ်အမှန်ပြောတာပါကျွန်တော်လုံးမလို့ခါရှိသေးကျွန်တော်ဟာဖြစ်တာနဲ့အဲ့တော့ကဖဲတယ်မင်းဟောဖြစ်နေဆိုနောက်တစ်ချိန်ပြန်လောက်ပါတယ်နောက်ချိန်ပြန်လောက်ရင်ကျွန်တော်အပေါ်ပိုင်းကြီးကိုင်းနေပါတယ်ခိုင်းရပြီးတော့ ကောင်းမလေးလည်းပဲရွေး ဟိုမလေးတွေကရောက်တော့အတားဖွေးရောက်တော့ညိုရဲပေါ့ချိုးလဲချိုးရပေါ့ ဘလုံးကိုပေါ့က ဘလုံးကတော့အဆိုးကိတ်ပါတယ် ဟုတ်လားမင်းတို့ကိတဲ့ဟာမှာရွေးလို့တော့ဟုတ်လား ဟုတ်ပါဗျာ မရ